တောင်တန်းနဲ့တောအုပ်တွေဝိုင်းထားတဲ့ရွာငယ်လေးတစ်ရွာမှာပေါ့မောင်လင်းဆိုတဲ့လူငယ်တစ်ယောက်နေထိုင်ပါတယ်မောင်လင်းကဆင်းရဲပေမဲ့စိတ်ကောင်းရှိပြီးအလုပ်ကြိုးစားသူတစ်ယောက်ပါသူ့မိခင်ကအနာရောဂါကြောင့်အိမ်ထဲမှာပဲအမြဲနေရတာဖြစ်လို့မောင်လင်းကတောထဲဝင်တစ်ခူးဆေးမြတ်ရှာပြီးရောင်းကအသက်မွေးဝမ်းကြောင့်လုပ်ရရှာတာပေါ့ဒီနေ့မှာတော့မောင်လင်းတောအနက်ပိုင်းကိုဝင်သွားတဲ့အချိန်ရေတွင်းခါတစ်ခုဘေးမှာထိုင်ပြီးငိုနေတဲ့အဖွားအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်အဖွားအိုကလမ်းပြောက်ပြီးဆောင်းလောင်းနေတာကိုမြင်တော့မောင်လင်းကသူ့မှာပါတဲ့အစားအစာလေးကိုမမျှမတပေးပြီးရေတော့ခိုင်းလိုက်တယ်အဖွားအိုကမောင်လင်းကိုကြည့်ပြီးပြုံးလိုက်ကတားရဲ့စိတ်ကောင်းကြောင့်တနေ့မှကန်ကောင်းလာမှာပါလို့ပြောပြီးလက်ထဲကအစိမ်းရောင်အစေလေးတစ်စီကိုလက်ဆောင်ပေးသွားခဲ့တယ်မောင်လင်းကအဲ့ဒီအစီလေးကိုအိမ်အရှိမစိုက်လိုက်တယ်။အံ့ဩဖို့ကောင်းတာကရက်အနှဲငယ်အသွင်မှာပဲတစ်ပင်လေးကလင်းမြန်းစွာကြီးလာပြီးရွှေရောင်တီးတွေဝီစားလို့ထွက်လာပါတော့တယ်။မောင်လင်းလည်းအဲ့ဒီတီးတွေကိုရောင်းချပြီးသူ့ရဲ့မိခင်ကိုကောင်းကောင်းမွန်မွန်စေကူတာပေးနိုင်ခဲ့တာပေါ့။ဒါပေမဲ့မောင်လင်းကကိုတယောက်တည်းချမ်းသာခြင်းပါဘူး။ရွာသူရွာသားတွေဆင်းရဲနေကြတာကိုတွေ့တော့တစ်ပင်ကရတဲ့တီးတွေကိုအားလုံးနဲ့မျှဝေပေးလိုက်တယ်။ဒီလိုနဲ့ရွာတရွာလုံးစားဝတ်နေရေးပြေးလေပြီးပျော်ရွှင်သွားကြတာပေါ့။တညမှာတော့အဖွားအိုကအိမ်မက်ထဲမှာပေါ်လာပြီးစိတ်ကောင်းရှိသူကသူ့ကံကိုကိုယ်တိုင်ဖန်တီးနိုင်တယ်လို့ပြောသွားခဲ့တယ်။အဲ့ဒီနေ့ကစပြီးမောင်လေးနဲ့သူ့ရွာလေးဟာစီလုံးညီညွတ်မှုတွေပျော်ရွှင်မှုတွေနဲ့အမြဲတမ်းအေးချမ်းသွားပါတော့တယ်။